အားလုံးပဲမင်္ဂလာပါ Restorative ဖက်ကြားခြင်းစီစဉ်ကနေရောက်စီတိုင်းကိုအသစ်တစ်ဖက်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့2025ခုဇွန်လ30ရက်တနင်္လာနေ့ဖြစ်ပါတယ်ကျမတို့ရဲ့ဝိညာဉ်ဖခင် Pastor Chris ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့သင်ဝိညာဉ်၏အခြေအနေပါစာရွေးချယ်ထားသောတမန်ကျမ်းပိုက်ကတော့ကိုလောသဲခန်းကြီး3ခန်းငယ်16ခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာအမျိုးမျိုးနှင့်သင်တို့အထက်၌ကြွယ်ဝစွာတည်နေ၍ပါစတာကကျမတို့တယောက်စီတိုင်းကိုအကယ်၍သခင်ယေရှုသည်သင်အရှိတွင်မတ်တက်လာရက်ခဲ့ပါကသင်သည်မိကဲ့သို့တုံ့ပြန်မည်နေယခုချက်ချင်းသင်တုံ့ပြန်မည်ဟုသင်စိတ်ကူးရင်နေသည်မြည်သည့်အရာကိုဖြစ်စေသင်ပြုလို့ရန်အလားအလာမရှိသည်ကိုသိရှိရခြင်းသည်သင်ကိုအံ့အားသင့်သွားစေပါလိမ့်မည်အဘဲကြောင့်ဆိုသောထိုဝိညာဉ်နယ်ပယ်တွင်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဝိညာဉ်မှတုံ့ပြန်သောကြောင့်ဖြစ်ပါသည်ထို့ကြောင့်အကယ်၍ယခုချက်ချင်းသခင်ယေရှုသည်သင်အရှိတွင်မတ်တက်လာရက်ခဲ့ပါကသင်သည်သင်၏ဝိညာဉ်ထံမှပြန်လည်တုံ့ပြန်ရပါလိမ့်မည်အကြောင်းမှာကိုရောသည်သင်၏ဝိညာဉ်၌ထင်ရှားပေါ်ထွန်းလာမည်ဖြစ်ပြီးသင်ဝိညာဉ်အခြေအနေသည်မြည်သည့်အရာပြုလို့ရမည်ကိုထင်ရှားဖော်ပြပေးပါလိမ့်မည်နောင်တွင်ပေါ်လူဖြစ်လာသောရှောလူသည်သခင်ယေရှုကိုထိတ်တိုက်တွေ့ကြုံခဲ့ရသည့်အကြောင်းအရာကိုစဉ်းစားကြည့်ပါသခင်ဖျားသည်သူ့အားကောင်းကင်ဘုံမှစကားပြောခဲ့ပြီးသူရှောလူသည်မြေပြင်ပေါ်တွင်လဲကျသွားကသခင်ဖျား၏ဘုံရောင်ကြီးတော်ကြောင့်မျက်စိကန်းခဲ့ရသည်ရှောလူကသခင်ကိုရောသည်အဘယ်သူနည်းဟုမိခွန်းမေးခြင်းအဖြစ်ပြန်လည်တုံ့ပြန်ခဲ့ပါသည်တမန်တော်ဝတ္ထုခန်းကြီးကိုခန်းငယ်9သူတစ်ပါးထံသို့ထိုကဲ့သို့သောကျင်းမြတ်၍ခွန်အားကြီးသောအတန်ဖြင့်ပြောဆိုပြီးရှောလူပြန်ပြောနိုင်သည်မှာသင်မြည်သူဖြစ်သည်နည်းဖြစ်သည်ကိုစိတ်ကူးကြည့်ပါ၎င်းသည်ထိုချိန်ကရှောလူ၏ဝိညာဉ်၏ကိုယ်ရည်ကိုယ်သွေးကြောင့်ပင်ဖြစ်သည်ထိုချိန်ကသူသည်ဗယုတ်ကြသောသူအသင်းတော်အားတိုက်ခိုက်အန္တရာယ်ဖြစ်စေသောသူဖြစ်ခဲ့သည်ထိုအချက်သည်သူမြည်သူဖြစ်သည်ကိုဖော်ပြပေးနေပါသည်သခင်ဖျားသည်ငါကသင်ညှင်းဆဲသောယေရှုဖြစ်သည်ဟုပြန်ပြောသည့်အခါကိုရောသည်ရှောလူ၏ဝိညာဉ်အခြေအနေနှင့်ဆက်ဆက်နေသည်နောက်ပိုင်းတွင်သခင်ယေရှုသည်သူ့ထံသို့ပေါ်လာပြီးသူ့အားဝေသောအရက်ဖြစ်သောတပါးမျိုးသားများထံသို့ဆေလွတ်မည်ကိုသူ့အားမိန့်တော်မူပြီးယေရုရှလင်မြို့သားတို့သည်သူ၏သက်သေခံချက်ကိုလက်ခံရရှိလိမ့်မည်မဟုတ်ကြောင်းရှင်းပြပါသည်သူ၏ပြောဆိုမှုတွင်ယခင်ကသူသည်မိသူဖြစ်သည်ကိုလူတို့သိကြကြောင်းခိုင်ခိုင်မာမာပြောဆိုပြီးရှောလူသည်သခင်ယေရှုနှင့်ညှင်းခုန်ခဲ့သည်အကျိုးရလက်အနေဖြင့်သူတို့သည်ရှောလူကိုယုံကြည်ကြပါလိမ့်မည်သခင်ဖျားထံရှောလူ၏တုံ့ပြန်မှုမှာထိုချိန်ကသူ၏ဝိညာဉ်ရေးရာအဆင့်အခြေအနေပေါ်တွင်အခြေပြုထားပါသည်ထို့ကြောင့်မိကွန်းမှာသင်၏ဝိညာဉ်ရေးရာကမိသည့်အရာနှင့်ရှင်တူပါသည်။အတွင်းထဲ၌သင်မြင်သူနှင့်ထိုအရာကသင်၏စကားလုံးများနှင့်သင်၏လှုပ်ရှားဆောင်ရွက်မှုများအားဖြင့်ထင်ရှားပေါ်လွင်လာလိမ့်မည်။သင်၏စိတ်ခံစားမှုများသည်မကြာခဏဆိုသလိုသင်ဝိညာဉ်အခြေအနေ၏အကျိုးရလဒ်ဖြစ်နေပါစေ။ဤရာသည်စိတ်ခံစားမှုပိုင်းဆိုင်ရာသို့မဟုတ်ဇာတိအသွေးသား၏အပေါ်ယံတုံ့ပြန်မှုများမဟုတ်ကြောင်းပေ။ဤရာသည်သင်၏ဝိညာဉ်ကိုဖျားသခင်၏နှုတ်ကပတ်တော်နှင့်စင်ဆက်မပြတ်သင်ကြားပေးရပြီးပြိုးထောင်လေးခြင်းပေးရမည့်အကြောင်းပြချက်များမှာတစ်ခုဖြစ်ပါသည်။ကိုလောသဲခန်းကြီး3ခန်းငယ်16တွင်ပြောထားသည့်အတိုင်းသင်သည်ဖျားသခင်၏နှုတ်ကပတ်တော်ကိုတစ်အထဲ၌ကြွယ်ဝစွာတည်ရှိနေစေရန်ခွင့်ပြုသောအခါဖျားပဂတိလမ်းပြခြင်းကိုလက်ခံရရှိရန်တေချာသောလမ်းပြတဦးဖြစ်ရန်ခရစ်တော်၏အသက်ကိုဖော်ပြရန်နှင့်ဖျားသခင်နိုင်ငံတော်၏အစစ်အမှန်အရာများကိုထင်ရှားပေါ်လွင်စေရန်သင်၏ဝိညာဉ်သည်မှန်ကန်စွာပြုစုပြောထောင်ခြင်းကိုခံရပါလိမ့်မည်ဟာလေလုယာဆက်လက်ပြီးတော့ထရွေးလေးလာရဲ့တမန်ကျမ်းပိုက်များကတော့တမန်တော်ဝတ္ထုအခန်းကြီးကိုခန်းငယ်3မှ6တမန်တော်ဝတ္ထုခန်းကြီး22ခန်းငယ်18မှ21တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်များကတော့တမန်တော်ဝတ္ထုအခန်းကြီး15နဲ့ဧဒရာဝတ္ထုအခန်းကြီး1မှ4တို့ဖြစ်ပြီးနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်များကတော့ရှင်လုကာခန်းကြီး9အခန်းငယ်29မှ39နဲ့တရားဟောရာကျမ်းအခန်းကြီး28တို့ဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေစိတ်နှလုံးအကျွမ်းမဲ့ဖြစ်ကျေးဇူးပြုပြီးလိုက်ဆိုပေးပါချစ်တော်မူသောအဖခရစ်တော်အတွက်ကျွန်ုပ်အားတန်တမန်တဦးဖြစ်စေသည့်အတွက်ကိုရောကိုကျေးဇူးတင်ပါသည်ကျွန်ုပ်၏ဝိညာဉ်သည်ကိုရော၏နှုတ်ကပတ်တော်နှင့်ယဉ်နီးလာပြီးယုံကြည်ခြင်းအဖြစ်ကျွန်ုပ်သည်ကိုရော၏နှုတ်ကပတ်တော်ကိုအစဉ်အမြဲတုံ့ပြန်ကြောင်းကိုကျွန်ုပ်ကြွေးကြော်ပါသည်ကျွန်ုပ်သည်ကိုရော၏နိုင်ငံတော်ကိုထိထိရောက်ရောက်ကိုစားပြုပြီးကိုရော၏တမန်တရားတော်ကိုရဲရဲမှုတိကျမှန်ကန်မှုတို့နှင့်အတူ
ကြွေးကြော်ပါ၏သခင်ယေရှု၏မြတ်သောမဟာနာမ၌ဆုတောင်းပါ၏အာမင်ဒီကနေ့ဖတ်ရှုသွားသော Resurrection Reality အဖြစ်အရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ